ground 1004 1006 smart slot key wiring system ကိုရှင်းပြမယ် diagram နဲ့တော့ 3 ground smart key slot ထဲ push that နေပဲနော်အဲ့တော့ဒီ CLI ECU လည်းအလုပ်လုပ်ထားတယ်နော်ကြည့်တာထိုးတယ်အဲ့ဟာကဘယ်လိုလုပ်တယ်ဆိုတော့ကြည့်အောင်အဲ့တော့ဒီမှာ ignition ECU ခုန power source control ECU ပေါ့အဲ့ ECU လမ်းကြောင်းတွေရှိတယ်နော်အဲ့ဒါခုနဒီ smart slot key system တွေရှိတယ်နော် body control တွေရှိတယ်အဲ့ဒါတွေအားလုံးကို wiring diagram နဲ့လိုက်ရတယ်နော်အဲဒါဆိုရင် key slot တွေ key switch တွေ body transformer key ECU တွေ power source control ECU တွေ keys poster တွေနော် ignition key system တွေအားလုံးကိုနော်နော် gateway ECU ignition ECU တွေအားလုံးကိုအလုပ်လုပ်ပေးတာအဲ့တော့ဒါတွေအားလုံးကို1 2 3ဒါတွေအားလုံးကိုကြွန့်ကျင်ပိုင်နိုင်ဖို့ဆိုရင်မခက်ဘူး wiring diagram တွေကိုကျွမ်းကျင်ဖို့လိုတယ်အဲ့ဒါတွေအားလုံးဦးစားပေးသင်ကြားပေးတဲ့ immobilizer control training တော့ပြောရင်ဘယ်လိုတော့ရှေ့သားနဲ့မလို့ရင်ဘယ်လိုဆိုတာ wiring diagram နဲ့တကွသင်ကြားပြသပေးတာ